အာရခတက်တော်အေးရဲ့16နှစ်မြောက်တက်တော်မွေးနေ့ဒီနေ့ဧပြီလ10ရက်နေ့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်29ဗျူဟာအေယာဝတီအနေနဲ့ဂုံယူဝမ်းမြောက်ကြောင်းတဝန်တော်ပေးပို့ခဲ့ပါတယ်။အာရခပြည်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့အာရခပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့အတွက်အာရခတက်တော်ရဲ့စွန့်လွတ်စွန့်စားဆောင်ရွက်မှုတွေမှာတစိမ့်တစ်ပိုင်းပါဝင်ခွင့်ရတဲ့အတွက်လေးနက်စွာဂုံယူကြောင်းလဲအမှတ်29ဗျူဟာရဲ့တဝန်တော်မှာထည့်သွင်းဖော်ပြထားပါတယ်။အေယာဝတီနဲ့အာရခပြည်ဟာနယ်နိမိတ်မြေထိစပ်မှုရှေ့လားစွာတည်ရှိနေပြီးအပြန်အလှန်ကူညီဆောင်ရွက်ပေးမှုတွေကိုထာဝရမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့အမှတ်29ဗျူဟာကဆိုပါတယ်။ဒီနေ့မှာကြားရောက်တဲ့အာရခတက်တော်ရဲ့16နှစ်မြောက်မွေးနေ့ကနေအာရခပြည်သူတရက်လုံးညှော်မှန်းတဲ့အာရခအိမ်မက်ကိုအပြည့်အဝအကောင့်ထဲဖော်နိုင်ရေးပုံမဆောင်ရွက်နိုင်ပါစေကြောင်းနဲ့အခုလိုတဝန်တော်ပေးပို့ခွင့်ရတဲ့အတွက်အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့အမှတ်29ဗျူဟာရဲ့တဝန်တော်မှာထည့်သွင်းဖော်ပြထားပါတယ်။လက်ရှိမှာအေရဲ့ထိုးစစ်ကရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့အေယာဝတီတိုင်းတွင်းထိရောက်ရှိလာပြီးစစ်ကောင်စီစခန်းအချို့ကိုသိမ်းပိုက်ကအေယာဝတီတိုင်းတွင်းကလေးမျက်နှာရဲကြီးအင်ကပူမြို့နယ်တွေမှာအေဥဆောင်တဲ့ဘူအောင်တက်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေပါတယ်။